ပြဿနာကဘာလဲ What's the problem ဒါမင်းရဲ့တာဝန်ပဲ That's your responsibility ဒါဖြစ်လာမှာမဟုတ်ဘူး That won't happen ကျေးဇူးပြုပြီးတော့မှစာပြန်ပါ Please respond ကျေးဇူးပြုပြီးတော့အကြောင်းပြန်ပါ Please reply ငါ့ကိုလေးထိတ်တွက်ပါ Count me in ငါ့ကိုထိမတွက်နဲ့ Count me out အဲ့ဒါအမှန်ပဲ That's true ငါအခုပင်ပန်းတယ် I'm tired now ဒါရောဘယ်လိုလဲ What about this မင်းကရမ်းကျွမ်းကျင်ပါတယ် You are very professional မင်းပြင်းနေပုံပဲ You look bored မင်းကြည့်ရတာညစ်သေးတဲ့ပုံပဲ You look young မင်းမမောင်နှမရှိလား Do you have any siblings အဲ့ဒါဘယ်သူပြောလဲ Who told you that ဘာဖြစ်လို့လဲ What's up ဒါကဘာလဲ What is this